နားထောင်ပါညင်းပယ်ခံရခြင်းဆိုတာအဆုံးသတ်မဟုတ်ပါဘူးအတစ်တဖန်ပြန်လည်စတင်ခြင်းသာဖြစ်ပါတယ်တုံ့ပြန်မှုမရှိလာတဲ့အချစ်တွေကိုအသာတကြီးပဲလွတ်ပေးလိုက်ပါအကယ်၍သူတို့ကတခြားတစ်ယောက်ကိုရွေးချယ်သွားခဲ့ရင်လည်းဂုဏ်သိက္ခာရှိရှိနဲ့ပဲဘေးကိုဖယ်ပေးလိုက်ပါတင်ချစ်သမျှလူတိုင်းကတင့်အနားမှာအမြဲရှိနေမှာမဟုတ်သလိုတင်ယုံကြည်သမျှလူတိုင်းကလည်းတစ္ဆာရှိနေမှာမဟုတ်ပါဘူးဒါပေမဲ့လူတွေကိုဆုံးရှုံးလိုက်ရတာဟာတင့်ကိုတင်ဆုံးရှုံးသွားတာမဟုတ်ဘူးဆိုတာသတိရပါမရှိမဖြစ်လိုအပ်တယ်လို့ထင်ခဲ့တဲ့သူတွေကိုနှုတ်ဆက်လန်းခွဲခဲ့ပြီးတဲ့နောက်မှာအခုဆိုရင်ကျွန်တော်ဟာအရင်ကထက်ပိုမိုတန်မာလို့နေပါပြီလူအုပ်စုနောက်ကိုမျက်စိမိတ်မလိုက်ပါနဲ့တင်းရဲ့စစ်မှန်တဲ့အမှန်တရားနောက်ကိုသာလိုက်ပါတင်းရဲ့ပင်ကိုတိစိတ်ကဘယ်တော့မှမလိမ်ညာပါဘူးအခြေအနေတစ်ခုရဲ့စွမ်းအင်တွေကအဖြစ်မှန်ကိုအမြဲတမ်းဖော်ပြနေတတ်ပါတယ်ကိုယ့်ရဲ့စိတ်ရင်းအတိုင်းရဲရဲဝံ့ဝံ့ပြောဆိုပါတခြားလူတွေကြောက်ရွံ့သွားရင်တော့မှတင်းရဲ့စစ်မှန်မှုကိုသာပြသပါနေရာလွတ်တစ်ခုပေးလိုက်ပါဘယ်တော့မှအတင်းအကျပ်မတောင်းဆိုပါနဲ့တင်းအတွက်ကံပါလာတဲ့အရာကတင်းစီကိုတနေ့ပြန်ရောက်လာမှအသေးချပါပဲတင်းရဲ့လှုပ်ရှားမှုတိုင်းကိုတခြားသူတွေမသိတဲ့အခါစိတ်အေးချမ်းမှုကိုပိုမိုရရှိစေပါတယ်ဖြစ်ပျက်သမျှကိုတင်ထိန်ချုပ်လို့မရနိုင်ပေမဲ့အခက်အခဲတွေကြားကနေဘလို့ပြန်ယုံထမလဲဆိုတာကိုတော့တင်ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်ဒါကြောင့်အဆုံးသက်တွေရောက်လာတဲ့အခါမကြောက်ပါနဲ့အဲ့ဓာတွေကတင်ဘဝပိုမိုတောက်ပလာဖို့အတွက်လမ်းရှင်းပေးနေတာသာဖြစ်ပါတယ်အခုပဲထားလိုက်ပါတော့သူရဲကောင်းလေးမင်းဟာဘယ်တော့မှမပြိုလဲနိုင်တဲ့သူတစ်ယောက်ပါ